လောကကြီးမှာအကြောင်းနဲ့ကင်းတဲ့အကျိုးရလဒ်ဆိုတာမရှိပါဘူး။စာမေးပွဲအောင်တဲ့အကျိုးကိုလိုချင်ရင်စာကြက်ခြင်းစာကြိုးစားခြင်းဆိုတဲ့အကြောင်းရှိရပါလိမ့်မယ်။စာကြိုးစားခြင်းဆိုတဲ့အကြောင်းတရားမရှိဘဲနဲ့စာမေးပွဲအောင်ခြင်းဆိုတဲ့အကျိုးတရားမရနိုင်ပါဘူး။စာကြိုးစားခြင်းမရှိဘဲရေရာချေနေုံနဲ့တော့စာမေးပွဲမအောင်နိုင်ပါဘူး။အဲ့ဒီလိုပဲကျန်းမာရေးကောင်းခြင်းဆိုတဲ့အကျိုးတရားကိုလိုချင်ရင်ကျန်းမာအောင်စားတောက်နေထိုင်ခြင်းဆိုတဲ့အကြောင်းတရားရှိရပါလိမ့်မယ်။ကျန်းမာရေးကောင်းဖို့ဆုတောင်းနေုံနဲ့မရနိုင်ပါဘူး။မကျန်းမာဖြစ်နေတဲ့သူတွေဆိုရင်လေစိတ်ကုသခြင်းဆိုတဲ့အကြောင်းတရားမရှိပဲယောဂပျောက်ကင်းခြင်းဆိုတဲ့အကျိုးတရားကိုမရနိုင်ပါဘူး။ကျမတို့ဟာအကြောင်းကောင်းကိုပြုလုပ်မှအကျိုးကောင်းကိုရမှာပါမကောင်းတာတွေလုပ်နေပြီးကောင်းကျိုးတွေကိုလိုချင်လို့ကတော့မရနိုင်တာသိကြပါတယ်အကြောင်းမကောင်းရင်အကျိုးမကောင်းပါဘူးအကြောင်းကောင်းတွေကိုလှုပ်ဆောင်နေရင်ဆုတောင်းနေစရာမလိုပဲနဲ့ကိုအကျိုးကောင်းတွေကိုရမှာပါအကြောင်းနဲ့အကျိုးဟာတိုက်ရိုက်ချိုးကြပါတယ်တနည်းပြောရရင်တော့ကံမနိယာမပေါ့နော်ကျမမိတ်ဆွေများကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်